တာတွေကနော်မွေးရပါဝါသနာဖြစ်နေလို့ပါနော်အဲ့တော့လိညာရက်ကချစ်လို့ပဲအများတန်းတက်ခတ်နေမှာပါအဲ့တော့ဘယ်အစပြောရမလဲဆိုတဲ့အခါကျတော့အကုန်လုံးပေါ့နော် online ပေါ်မှာပြန့်နှံ့ပြီးတော့လက်ရှိအနေအထားအရကြည့်မယ်ဆိုရင်လူတွေကတော်လန်ရေးကကြဆုံးသွားပြီလားတော်လန်ရေးကအားနေသွားပြီလားငါတို့နိုင်မှာတော့မလားဆိုပြီးတော့လူတိုင်းရဲ့ရင်ထဲမှာလာဒွိဟတွေဖြစ်နေမယ်ဆိုတာတော့အမှန်ပဲအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကနော်ပြောပြရမယ်ဆိုလို့ရှိရင်တော့တော်လန်ရေးကရပ်တယ်မတော့ပါဘူးနော်တော်လန်ရေးကဆက်ပြီးတော့ရွေ့နေပါတယ်နော်နောက်တစ်ခုကကျွန်တော်ငကိုတွေကပြောသလိုဒီတော်လန်ရေးကနိုင်မှာဆိုတဲ့နော်ယုံကြည်ချက်ယူဆချက်ကလည်းမပြောင်းပါဘူးเนาะကျွန်တော်တို့ကဒေါ်လာရေးကနိုင်မှာပဲဒါဒီဒေါ်လာရေးကကြရှုံးလို့မဖြစ်ဘူးကြရှုံးမှလည်းမဟုတ်ဘူးเนาะဒေါ်လာရေးကအရွေးတစ်ခုနဲ့ဆက်ပြီးသွားနေမှာပဲဖြစ်တယ်ဒီဒေါ်လာရေးမှာပြည်သူတွေစိတ်တက်ကြတာဒီကြသွားတာဒီ VNRA ကိုတိုက်လိုက်ကြတဲ့ကစပြီးစိတ်တက်ကြသွားပြီးနောက်ထပ်ပြီးတော့လည်းပဲ local အဖွဲ့အစည်းတွေကိုညှိနှိုင်းဆွေးနွေးမှုတိတ်မရှိပဲနဲ့တိုက်ထုတ်တဲ့တိုက်တာမျိုးရှိတယ်အဲ့တိုင်းဆိုရင် local တွေကသူတို့ရဲ့ရက်တီရေးအတွက်စိုးရင်ကြောက်ကြလာတယ်လို့ပြည်သူတွေကလည်းစိုးရင်ကြောက်ကြလာတဲ့အတိုင်းတာလေးတွေရှိတယ်เนาะဒါကတော့လက်ရှိဒေါ်လာရေးအပေါ်မှာတန့်သွားရတဲ့အကြောင်းရင်းတစ်ခုပေါ့เนาะအဲဒေါ်လာရေးက9နှစ်ကြာသွားပြီလူတွေလည်းပင်ပန်းလာပြီเนาะလူတွေလည်းပင်ပန်းလာပြီတော့မျောလင်းချက်တွေလည်းဝါတာဖြစ်သွားတဲ့အတိုင်းတာမျိုးတွေရှိတယ်သို့တော်လည်းပဲကျွန်တော်တို့ဒေါ်လာရေးကရက်တယ်မသွားဘူးเนาะဆက်ပြီးတော့ရွေ့နေမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ကအခြေအနေပေါ့အခြေအနေကအများကြီးပြောင်းလဲလာအဲ့လိုပြောင်းလဲတာကတော့ဗာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီရခိုင်စစ်မျက်နှာပေါ့နော်ရခိုင်စစ်မျက်နှာမှာဒီAAရဲ့ဒီဟိုပါနော် AA တက်မတော်ကတိုက်ပွဲတွေကိုတောက်လျှောက်အောင်မြင်ပြီးတော့မှရခိုင်တပြည်လုံးနီးပါးလွတ်မြောက်တဲ့အဆင့်ကိုရောက်လာတယ်အဲ့လိုဒီစက္ကစအနေနဲ့လဲရခိုင်ကိုမတားဆီးနိုင်တယ်လို့နော်ဒါနဲ့ပတ်သက်ပြီးတော့တရုတ်အနေနဲ့လဲဝင်ရောက်ဆက်ဖက်လို့မရဘူးအဲ့တော့ဗိုလ်ချုပ်ထုံးမြင့်နိုင်ကလည်းပြတ်သားပြောထားပြီးသားဖြစ်တယ်ကျွန်တော်တို့ရဲ့ဒီသူတို့ရဲ့ဒီရက်ခိတအိမ်မက်ပေါ့နော်ဒါကိုဘယ်သူတားရက်မှာမဟုတ်ဘူးလို့သူတို့ပြောခဲ့တယ်အဲ့လိုပဲအပြောနဲ့အလုပ်နဲ့ညီစွာလည်းပဲနော်ရခိုင်တပြည်လုံးအောင်မြင်နောက်တဲ့အထီးဖြစ်အောင်တိုက်ပွဲဝင်လာနိုင်တယ်အဲ့တော့နိုင်ငံရေးအခြေအနေကဘယ်လိုဖြစ်လာလဲဆိုတာကြတော့ရခိုင်ကိုလွတ်မြောက်သွားမှာရခိုင်ကလွတ်မြောက်သွားမှာတည်ကြတယ်ရခိုင်ကိုတားဆီးဖို့ဆိုတာစက္ကစလည်းမတားဆီးနိုင်တယ်လို့တရုတ်ကလည်းမတားဆီးနိုင်ဘူးဒီလိုအတိုင်းတာမျိုးရှိတယ်အဲ့ခါကျတော့ရခိုင်တပြည်လုံးလွတ်မြောက်သွားခဲ့လို့ရှိရင်နော်တရုတ်က policy ပြောင်းရမှာသိကြတယ်နော်အဲ့တော့အဲ့လို policy ပြောင်းရတဲ့အခါမှာနော်ဟိုတရုတ်အနေနဲ့ကဒီနဲ့ပေါ့နော်ဟို policy ပြောင်းပြီးတော့မှဒီ policy ပြောင်းတဲ့အတိုင်းတရုတ်ရဲ့ပြောင်းလဲဆက်ဆံတဲ့နိုင်ငံခြားရေးမူဝါဒကိုမင်းအောင်လှိုင်ကလည်းနော်လိုက်နာရမယ်အတိုင်းတာမျိုးဖြစ်လာလိမ့်မယ်အဲတခုကကြတော့တရုတ်ကျိုးစီဝါကိုရခိုင်တခုတည်းနဲ့ကာကွယ်လို့မဖြစ်နိုင်ဘူးနော်အဲကြောင့်တရုတ်ရဲ့အကျိုးစီဝါကတနိုင်ငံလုံးမှာပြန့်နှံ့နေတယ်အထူးသဖြင့်တော့မြန်မာနိုင်ငံမြောက်ပိုင်းမှာတရုတ်အကျိုးစီဝါအဓိကများတယ်ပေါ့ဖြစ်မယ်ပြောမယ်ဆိုရင်80ရာနှုန်းလောက်ရှိတယ်ဘယ်ကနေစလဲဆိုတော့ကျွန်တော်မြစ်ဆုံရှိတယ်ကြေးနီစီမံရေးရှိတယ်မြေရှားတပ်တို့ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ BRI လမ်းရှိတယ်နောက်ပြီးတော့ဒီရေနံပိုက်လိုင်းရှိတယ်နောက်တစ်ခုကကြောက်ဖြူရည်နဲ့စိတ်ကရှိတယ်အဲ့တော့ဒီမြောက်ပိုင်းတစ်ချမ်းလုံးဟာတရုတ်ရဲ့အကျိုးစီးပွား80ရာခိုင်နှုန်းလောက်ရှိနေတယ်ရှိနေတဲ့အခါကျတော့တရုတ်အကျိုးစီးပွားကရခိုင်တခုတည်းနဲ့ကာကွယ်လို့မရနိုင်ဘူးတရုတ်အကျိုးစီးပွားကိုမြောက်ပိုင်းကနော်မြန်မာနိုင်ငံမြောက်ပိုင်းကနော်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နော်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြည်သူတွေကတသားတည်းကြမှာသာလေတရုတ်အကျိုးစီးပွားကိုကာကွယ်လာနိုင်မယ်ကာကွယ်နိုင်မဲ့သဘောတရားရှိတယ်ဒါဆိုရင်တော့မြောက်ပိုင်းမှာရှိတဲ့နော်ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေကနေပြီးတော့တရုတ်နဲ့အပေးအယူလုပ်နိုင်မယ်ဆိုရင်တော့မြောက်ပိုင်းတစ်ချမ်းကအလွယ်တကူလွတ်မြောက်သွားနိုင်မယ်လို့အတိုင်းတာရှိတယ်အဲ့တော့ကျွန်တော်တို့ကဘာကိုစဉ်းစားရမှာလဲဆိုတော့တစ်ခုလုံးမရသေးရင်တဝက်ကိုအရင်ယူထားရမယ်နော်ဒါတော့အသေးချာပဲအဲ့တော့ကျွန်တော်တို့ကလက်ရှိအတိုင်းတာမှာတရုတ်နဲ့
အပြန်လန်အပေးယူလုပ်ပြီးတော့နော်ဒီမြောက်ပိုင်းမြောက်မြန်မာတစ်ခုလုံးကိုတရုတ်နဲ့အပေးယူလုပ်ပြီးတော့မှတိတ်စစ်မတိုက်ရပဲနဲ့နော်နေမြေပိုင်ဆိုင်သွားဖို့လမ်းကြောင်းပေါ်လာတယ်နော်အဲ့တော့ဘယ်ကနေစမလဲဆိုတော့ရခိုင်ရှိမယ်ချင်းရှိမယ်စကိုင်းရှိမယ်ကချင်ရှိမယ်မန္တလေးရှိမယ်မကွေးတိုင်းအနောက်ချမ်းရှိမယ်နောက်ရှမ်းမြောက်ရှိမယ်နော်အဲ့တော့ဒါကြီးကတရုတ်ကျိုးစီးပွားတွေပြန့်နှံ့ပြီးတရုတ်ကျိုးစီးပွား80ရာခိုင်နှုန်းလောက်ရှိတဲ့တိုက်ကဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကခုနပြောတဲ့နေနီအတီးတီးရအဖွဲ့အစည်းခေါင်းဆောင်တွေကနေစုစည်းပြီးတော့မှနော်မြောက်ပိုင်းညီညွတ်ရေးပေါ့နော်မြောက်ပိုင်းညီညွတ်ရေးသုံးပုံမြောက်မြန်မာအနေနဲ့အချင်းချင်းကချင်ဥဆောင်ပြီးတော့မှညှိနှိုင်းဆွေးနွေးပြီးတော့မှတရုတ်နဲ့အပေးယူလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမြောက်ပိုင်းတစ်ချမ်းကိုတိတ်ပြီးတော့မပင်ပန်းမဲနဲ့ရမယ်အဲ့လိုရရင်ယူသင့်သလားဆိုရင်ယူသင့်တယ်ဘာကြောင့်လဲဆိုရင်အဲ့လိုရလို့ရှိရင်ကျွန်တော်တို့ကမြန်မာပြည်မြောက်ပိုင်းတစ်ချမ်းလုံးမှာရှိတဲ့မြန်မာလူမျိုးတန်း20လောက်ကကျွန်တော်တို့ကဒီစစ်ဘေးရှောင်ရတဲ့ကိစ္စတွေနော်မီးရှို့ခံရတဲ့ကိစ္စတွေဟာဒီလွတ်မြောက်သွားမယ်အဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူတွေလွတ်မြောက်သွားမယ်အသက်အိုးအိမ်ချမ်းသာရသွားမယ်ပညာရေးစီးပွားရေးတွေလုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကယူရမှာလေကျွန်တော်တို့ကအမြဲတမ်းရန်သူမရှိဘူးအမြဲတမ်းမိတ်ဆွေမရှိဘူးတရုတ်ကလည်းကျွန်တော်တို့ရဲ့ရန်သူမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်ခဏပြောတယ်တရုတ်မမုန်းနဲ့တရုတ်မကြောက်နဲ့တရုတ်မဖားနဲ့ကြောက်စရာလည်းမလိုဘူးဖားစရာလည်းမလိုဘူးမုန်းစရာလည်းမလိုဘူးကျွန်တော်တို့အတွက်အကျိုးစီးပွားရှိရင်ကျွန်တော်တို့ကပူပေါင်းအောင်ပဲနိုင်ငံရေးမှာအမြဲတမ်းရန်သူမရှိဘူးအမြဲတမ်းမိတ်ဆွေမရှိဘူးကျွန်တော်တို့ဒါကတော့ကျွန်တော်တို့အရင်တော့လွတ်လပ်ရေးတိုက်ပွဲတော့လည်းဗိုလ်ချုပ်အောင်ဆန်းကဂျပန်နဲ့ပေါင်းတယ်ဂျပန်နဲ့ပေါင်းရင်အင်္ဂလိပ်ကိုတိုက်တယ်အဲ့တိုက်ပြီးတော့တခါအင်္ဂလိပ်နဲ့ပြန်ပေါင်းရင်ဂျပန်ပြန်တိုက်တယ်ဘာကြောင့်လုပ်တယ်လဲဆိုတော့အကျိုးစီးပွားအတွက်အလုပ်လုပ်ခဲ့တာပဲအဲ့တော့ဗိုလ်ချုပ်ကဂျပန်နဲ့သာမပေါင်းခဲ့ရင် BIA ဆိုတာဖြစ်မလာဘူးเนาะအဲ့တော့ဂျပန်နဲ့ပေါင်းလို့မြန်မာတက်မလို့ဖြစ်လာတာဒါလိုအပ်ချက်အရာလုပ်ခဲ့တာပေါ့အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးမှာပုံသေးကြီးတွားပြီးတော့ထားလို့မရဘူးအဲ့တော့လက်ရှိအနေထားမှာကျွန်တော်တို့အရင်တော့မကြားကျင်ဆုံးဖြစ်တဲ့မြောက်မြန်မာဆိုတာကိုကိုယ့်ဘက်ကတောင်းဆိုရမယ်အတိုင်းဒါဖြစ်လာပြီကျွန်တော်ယူဆတယ်အဲ့တော့လက်ရှိအနေထားမှာကချင်ဥဆောင်ပြီးတော့ခုနကပြောတဲ့ရခိုင်ရဲ့ချင်းရဲ့စကိုင်းရဲ့မကွေးတိုင်းအနောက်ချမ်းရဲ့ဟလာကချင်ရဲ့မန္တလေးရဲ့ရှမ်းမြောက်ရဲ့အဲ့ဒီအဖွဲ့အစည်းတွေကိုအဲ့ဒီဒေသတွေအကုန်လုံးစုစည်းလိုက်ပြီးတော့မှတရုတ်နဲ့အပေးယူသွားတယ်အပေးယူရင်တရုတ်ကလက်ခံပါပဲဘာကြောင့်လက်ခံပါလဲသူ့အကျိုးစီးပွားလုံခြုံသွားပြီသူ့အကျိုးစီးပွားလုံခြုံသွားပြီလို့ရှိရင်သူကတော့မင်းအောင်လည်းပြောမှာဟဲ့အောင်မင်းအောင်လိုက်အရင်တော့မင်းကိုအားကိုးခဲ့တာပဲမင်းကိုကူညီခဲ့တာပဲနော်ဒါပေမဲ့မင်းကမှငါတို့အကျိုးစီးပွားကိုအကကွယ်မပေးနိုင်တာအဲ့တော့ငါလည်းမတတ်နိုင်ဘူးအဲ့တော့ဒီမြောက်ပိုင်းအဖွဲ့ကိုမင်းမတိုက်နဲ့မင်းမထိနဲ့မင်းဘုံမကျဲနဲ့တော့မြောက်ပိုင်းအကျိုးစီးမြောက်ပိုင်းမှာငါအကျိုးစီးပွားကြီးအများကြီးရှိမင်းငါ့ကိုလာမထိနဲ့ဒီတော့ငါတို့မင်းဘက်ကရက်တီခဲ့ပြီးပြီရက်တီပေးခဲ့ပြီးပြီဒါပေမဲ့မင်းဘက်ကဘာအရင်ရှင်းမှမပြနိုင်ဘူးဒါကြောင့်မလို့ငါတို့ကတော့ဒီငါတို့အကျိုးစီးပွားအကကွယ်ပေးနိုင်တဲ့ဒီမိုစီအင်အားစုတွေနဲ့ပဲငါပူပေါင်းတော့မယ်လို့တရုတ်ကတခုနဲ့ပြောလိုက်အောင်လေမင်းအောင်လည်းဘာမှလုပ်လို့မရဘူးအခန့်ကြည့်ပါလားအခန့်သူ့ ICC နဲ့ထိုးထားရမယ်တရုတ်အနေနဲ့ကျွန်တော်ရှင်းကြည့်မယ်ဆိုလည်းလုပ်မှာပဲဟုတ်ပြီနော်အဲ့တော့နိုင်ငံရေးဆိုတာအတ္တလုပ်မှာဖြစ်တယ်နော်နိုင်ငံရေးဆိုတာပရိုက်တာမဟုတ်ဘူးပရိုက်တာအကြီးစားမနိုင်ငံရေးဆိုတာအတ္တဖြစ်တယ်ကိုယ်နိုင်ငံအတွက်ကိုယ်လူမျိုးအတွက်ကိုယ်နယ်မြေအတွက်လုပ်တာအလုံးတရားတယ်နော်အလုံးတရားတယ်အဲ့တော့နိုင်ငံခြားနဲ့ကိုယ်နိုင်ငံနဲ့ရှင်းလိုက်ရင်ကိုယ်နိုင်ငံအမှန်ပဲနိုင်ငံခြားသားနဲ့ပြည်သူနဲ့ရှင်းလိုက်ရင်ကိုယ်ပြည်သူကအမှန်ပဲကိုယ်ပြည်သူဘက်ကလိုက်ရမှာပဲဟုတ်ပြီနော်ဒါကြောင့်နိုင်ငံရေးအတ္တဖြစ်တယ်ပြိုက်ကြကြည်တာမဟုတ်ဘူးအဲ့တော့ကြီးကြီးမေအနေနဲ့လည်းသူ့တရုတ်ကျိုးစီးပွားနဲ့တရုတ်ပြည်သူကပြည်သူကောင်းစားရေးနဲ့တရုတ်ပြည်လုံခြုံရေးအတွက်ပဲသူစဉ်းစားမှာပဲအခုကျွန်တော်တို့ကတရုတ်နဲ့အပေးယူလုပ်တယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကအဲ့လိုအပေးယူလုပ်မယ်ဆိုရှင်ကျွန်တော်တို့ကမင်းအောင်လိုင်ကနေပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုနေ့စဉ်နဲ့မြရွာတွေမိရှုမယ်နော်လူတွေတတ်မယ်ပြန်မေးဆွဲမယ်ကိစ္စအနေလွတ်မြောက်သွားမယ်ဆိုရင်ကျွန်တော်တို့မြောက်ပိုင်းကောင်းဆောင်တွေကဒါကိုမရွေးသင့်ဘူးလားနော်အဲ့တော့ကျွန်တော်တို့ကတက်ယူမဲ့စာနော်မြောက်ပိုင်းတစ်ချမ်းကိုအပေးယူလုပ်ပြီးရခဲ့မယ်ဆိုရင်ကျွန်တော်တို့ကတန်တယ်လို့ယူဆတယ်အဲ့ဒါပြီးတော့မှတောင်ပိုင်းကိုကျွန်တော်တို့ဒီကရားကနေပြီးတနင်္သာရီအထိနော်ကျွန်တော်တို့က
ဒီစစ်တိုင်းဖွဲ့လိုက်ပြီးတော့မှတောင်ပိုင်းကိုထပ်တိုက်မယ်ဆိုရင်နောက်ထပ်တမတ်ထပ်ရအပေါ်မှာငန်းမှုရမယ်အောက်မှာတမတ်ရအဲ့ဒါ85ရသွားပြီ85ရသွားပြီးတော့ကျွန်တော်တို့ကနေနေအထိုင်လည်းရသွားပြီဆိုလို့ရှိရင်နော်မင်းအောင်လည်းပဲပြေးမလဲသူအလဲပိုင်းပဲကျန်တော့မှာဒါဆိုကျွန်တော်ကဆက်တိုက်လို့ရှိရင်ကျွန်တော်တို့နိုင်ပါပဲအဲ့တော့ကျွန်တော်ဖြစ်စေချင်တာကလက်ရှိတော့ကျွန်တော်ဒီစကားကိုဟိုးပြီးခဲ့တဲ့3လလောက်ကကျွန်တော် post လေးတင်တယ်နောက်1လခွဲလောက်ကကျွန်တော်တွေးဆန်းရတာပေါ့ဗျာလူတွေကတရုတ်အမုန်းစကားတွေအရင်ပြောတယ်ဗျာနော်ကိုယ်အင်အားနဲ့ဘလို့တရုတ်ပြည်သွားပြီးပြုပြင်လို့ရမှာမရဘူးအမေရိကန်တော့မနိုင်ဘူးနော်အဲ့ဒါယူသွားပြီးတရုတ်ကိုပြုပြင်ပြောင်းလဲဖို့သွားပြီးစဉ်းစားတယ်ကိုယ်နိုင်ငံတော့ကိုယ်နိုင်ငံကိုငံတူမှလုံနိုင်တာနော်အဲ့ဒီခါကျတော့တရုတ်ကသူ့အကျိုးစီးပွားတွေလုပ်ပါပဲကိုယ်မထင်ပြီးတော့လက်ရှိကကျွန်တော်ကဒီလိုပဲစဉ်းစားရမှာဟုတ်နော်လက်ရှိကကျွန်တော်တို့စဉ်းစားရမှာဒီကိုယ်နိုင်ငံလုံခြုံဖို့ကိုယ်နိုင်ငံအေးချမ်းဖို့ဆရာနဲ့ရှင်စနေပြုတ်ကြဖို့ဘယ်သူနဲ့မဆိုလို့ကျွန်တော်ပူပေါင်းရမှာဒီလိုတိုက်တာရှိတယ်အဲ့ဒီခါကျတော့လက်ရှိအနေအထားမှာပြည်သူလည်းပြင်ပန်းနေတယ်နော်ကျွန်တော်တို့အဖြစ်တင်ဆုံးအရင်နီးနဲ့အမြတ်များရမယ်အလုပ်ဒီမြောက်မြန်မာကိုတရုတ်နဲ့ညှိနှိုင်းပြီးတော့မှဒီရင်ဆုံးအေဂျင့်အောင်လုပ်ဖို့ဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမြောက်မြန်မာအစိုးရအနေနဲ့နယ်မြေအပိုင်ရသွားမယ်နော်နယ်မြေအပိုင်ရသွားမယ်တစ်ဖက်မှာလည်းတရုတ်နဲ့ကျွန်တော်တို့အပေးယူဟိုစကားတွေပြောလို့ရတယ်ဟုတ်ပြီကျွန်တော်တို့တရုတ်ပြည်ရဲ့အကျိုးစီးပွားကိုတရုတ်ပြည်အကျိုးစီးပွားကိုကျွန်တော်ကာကွယ်ပေးမယ်ကျွန်တော်တို့ကိုလေကြောင်းရန်ကာကွယ်ရေးပစ္စည်းတွေရောင်းပေးပါနော်မင်းအောင်လည်းမတိုက်ပါတော့ပြောတက်ချင်လားတိုက်ပြတိုက်အောင်မယ်ဟုတ်တယ်မလားကို့မှာလေကြောင်းရန်ကာကွယ်ရေးပစ္စည်းရှိဖို့ရည်ကြီးတယ်ကျွန်တော်တို့လေကြောင်းရန်ကာကွယ်ရေးပစ္စည်းတွေရောင်းပေးပါကျွန်တော်တို့ drone တွေရောင်းပေးပါကျွန်တော်တို့ကိုလာထောက်လိုင်း information တွေမျှဝေပါကျွန်တော်တို့ရဲ့မြောက်မြန်မာနဲ့ပတ်သက်တဲ့ပြည်သူတွေအတွက်နော်ခီးသွားလောက်ပြင်ဘာခွင့်နဲ့ပတ်သက်ကျွန်တော်တို့ရဲ့နိုင်ငံကူးလက်မှတ်အထောက်အထားတွေကိုအတိမပြုတ်ပေးပါပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့အဆက်အစပ်များတဲ့နာအခွင့်မင်းပီကင်းကွမ်ဂျိုနော်အဲ့လို၃နေရာမှာကျွန်တော်တို့ရဲ့မြောက်မြန်မာရဲ့နော်ကောင်ဆယ်လာရုံးနေပေါ့နော်ကောင်ဆယ်လာရုံးနေနော်အဲ့တော့စီးပွားရေးကောင်စစ်ဝင်ရုံးနော်နောက်တစ်ခုကနိုင်ငံခြားဆက်ဆံရေးရုံးနော်အဲ့လိုမျိုးကောင်ဆယ်လာရုံးတွေဖွင့်ခွင့်ပေးပါနော်အဲ့လိုမျိုးကျွန်တော်အပေးယူလုပ်မယ်ဆိုလို့ရှိရင်မြောက်ပိုင်းတစ်ချမ်းကငင်းညံ့သွားတယ်အဲ့ဒါတောင်ပိုင်းမှာရှိတဲ့လူငယ်တွေလည်းပဲယူရီးယားကိုထွက်ပြေးကြမလို့မြောက်ပိုင်းကိုပြေးရတယ်နော်မြောက်ပိုင်းကိုပြေးလို့ရှိရင်ဘယ်လိုပဲကိုယ်နိုင်ငံထဲမှာထိုင်းနိုင်ငံထဲပို့ပြီးတော့လုံခြုံသွားမယ်ကုန်ထုတ်ဆွမ်းအားကြီးလည်းပြန်တက်လာမယ်နောက်တရုတ်ရဲ့ယင်းနှိမ့်မြမှုတွေကိုလည်းကျွန်တော်တို့ဖိတ်ခေါ်လို့ရပြီးတော့မြောက်ပိုင်းတစ်ချမ်းမှာပို့ပြီးတော့မှပေါ့နော်ဟိုငင်းချမ်းတဲ့လောလောဆယ်ပြည်သူတွေကြီးလန့်ဆာဆာမဖြစ်ဘဲနဲ့စီးပွားရှာလို့ရမယ်ပညာသင်လို့ရမယ်ဆိုတဲ့အခွင့်အရေးရမယ်ဆိုရင်ဒါကရွေးချယ်ရမယ်ကိစ္စလို့ကျွန်တော်ကထင်တယ်ကျွန်တော်တို့တောင်ပိုင်းပေါ့တောင်ပိုင်းကတော့ခုနပြောသလိုကြားနေပြီးတော့စပြီးတော့တင်းသားကြီးထိတောင်ပိုင်းတစ်ချမ်းလုံးကိုစစ်တိုင်းဖွဲ့ပြီးတော့မြောက်ပိုင်းရဲ့စစ်သားတွေကအကာအကွယ်လောက်ပဲထားပြီးတော့တောင်ပိုင်းကိုလွတ်ပြီးတော့မှတောင်ဘက်ချမ်းကိုတိမ့်လိုက်လို့ကျွန်တော်တို့ကမြောက်ဒီထွက်ပေါက်ကြီးရောဘုဘကမေအောင်ဆောင်တို့လွိုက်ကော်တို့လည်းတိမ့်လို့ရနော်ဒီအောက်ပိုင်းတင်းသားကြီးဆိုတာကတော့ဒေါ်လာရေးဘက်ကစိုးမိုးထားတဲ့ကိစ္စကြီးဖြစ်တဲ့ခါကျတော့အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမှမရောက်နိုင်လှုပ်လို့မရဘူးเนาะအဲ့ဒါဆိုကျွန်တော်ကငန်းမှုအပေါင်းတစ်မှတ်3မှတ်ရပါပြီ3မှတ်ရပြီရင်တော့အသိမကြဘူးကျွန်တော်ကျန်တဲ့ဟာဆက်ပြီးလို့ရသွားမယ်လို့ထင်တယ်เนาะဒါကတော့လက်ရှိအခြေအနေပါအဲ့တော့ကျွန်တော်ကဒေါ်လာရေးကပုံသေးသွားလို့မရဘူးသို့တော်လည်းပဲမြေပြင်နေသားမှာပါပြီးတော့တရုတ်မုံတီးရေးစကားတွေကတော်တော်ပြောကြအနောက်ကိုအထင်ကြီးတဲ့သူကတော်တော်များတယ်လက်ရှိကျွန်တော်တော်လိုင်းမှာပါဝင်နေတဲ့အထက်မှာအနောက်ကိုအထင်ကြီးရလို့80ရာခိုင်နှုန်းလောက်ရှိတယ်ဒါကလည်းကျွန်တော်တို့တော်လိုင်းရေးအရွေ့အားနည်းနေတဲ့အတိုင်းတာဖြစ်စေတဲ့ကိစ္စပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့အရေးကြီးဆုံးကအင်းနာချင်းပဲအင်းနာချင်းနဲ့ပြည်လဲဖို့လိုတယ်အင်းနာချင်းနဲ့မပြည်လဲရင်တခိုးလက်ခံမှာပေါ့ဟုတ်တယ်နော်အင်းနာချင်းနဲ့မပြည်လဲတခိုးလက်ခံမှာပဲအဲ့တော့အိမ်ဘေးရင်ကတခိုးလက်ခံမှာကိုယ့်အိမ်နဲ့တခိုးရောက်ပြီပေါ့နော်အဲ့တော့အင်းနာချင်းနဲ့ပြည်လဲရေးကတိတ်ပြီးတော့အရေးကြီးပါတယ်နော်အနောက်ကို
အရန်မမျောပါနဲ့နော်မမျောပါနဲ့အဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံသားကြီးကမှားနေနော်ဒါကြောင့်လဲ9နှစ်လုံးမှာကျွန်တော်တို့နိုင်ငံသားကြီးကခီးရောက်တာမရှိခဲ့နော်အဲ့လိုမျိုးကျွန်တော်တို့ဟိုပြောလို့ရတယ်အဲ့နိုင်ငံသားကြီးဝန်ကြီးရဲ့နော်ဟိုလွတ်မတဲ့ကိစ္စတွေကညာရွယ်နော်အဲ့လိုမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ခါကြလက်ရှိအနေထားမှာအဲ့တော့ဒါဆိုရင်ပြည်သူတွေစိတ်သက်ကြလို့လားမလို့ဘူးကျွန်တော်တို့ကမြောက်မြန်မာကိုနော်လက်ခံလိုက်ခြင်းဟာနော်အကျိုးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဒါကြောင့်ကောင်းကျိုးရှိတဲ့ကိစ္စတစ်ခုရွေးချယ်ခြင်းဟာဖြစ်တဲ့တယ်အဲ့လိုလုပ်မယ်ဆိုရင်ကျွန်တော်တို့ကငမ်းမှုတေချာသွားပြီဆိုလို့ရှိရင်မကြီးမယာကြီးတွားနေရဆိုရင်တော့ငမ်းမှုတေချာအောင်ယူတာတေချာတာပေါ့အဲ့ဆိုရင်ကျွန်တော်စိတ်သက်ကြကြလို့မလို့စိတ်သက်ကြကြမလို့သို့တော့လက်ရှိအတိုင်းတာဒီနော်ကချင်ဥဆောင်ပြီးတော့ဒီမြောက်ပိုင်းအဖွဲ့ကိုဖွဲ့နေသလားဖွဲ့မနေသလားဆိုတာကိုကျွန်တော်တို့တိတိချာချာမသိရဘူးအဲ့ဟိုတလောအဖွဲ့ရဲ့ SCEF နဲ့ပတ်သက်ပြီးတော့တကယ်ပဲပေါ့ဒီတော့လည်းကျွန်တော်တို့ဖွဲ့ခဲ့ကြတာပဲသို့တော်လည်းပဲတကယ်တမ်းဒီ NUG နဲ့တိုင်းသားတွေနဲ့ဂျားတွေကဒီအပြန်အလှန်နီးနီးကပ်ဆွေးနွေးတိုင်ပင်တာတွေကမရှိဘူးပွင့်လင်းမြင်တာမှုမရှိတာမဟုတ်ဘူးရှိကိုမရှိတာလုတ်ကိုမလုတ်တာအဲ့တော့1027တော့လည်းတကယ်မပါဘဲနဲ့ပါတယ်ဆိုပြီးလိမ့်တာဒါတွေကတော်တော်လေးအချိန်ကြီးစိုးတယ်တိုးတော်လက်ရှိပြီးခဲ့တဲ့အမှားတွေကိုပြင်ပြီးတော့ SCE ရဲ့ပြီးရဲ့နောက်ပိုင်းမှာတကယ်ပဲတိုင်းသားခေါင်းဆောင်တွေနဲ့ NUG ရလူတွေနဲ့တကယ်ပဲတည်တည်ချာချာကြာကြာနာနာပူးပေါင်းပြီးတော့မှမြောက်မြန်မာပေါ်ပေါက်ရေးကိုလုပ်မယ်ဆိုရင်တော့လက်ရှိကျွန်တော်တို့တော်လန်ရေးကဘယ်လိုပဲဖြစ်ဖြစ်ဒီအလှည့်အပြောင်းရခိုင်နိုင်သွားတဲ့အလှည့်အပြောင်းကိုအခွင့်အရေးယူပြီးတော့တရုတ်နဲ့အပေးယူလုပ်မယ်ဆိုရင်ကျွန်တော်တို့တော်လန်ရရှေ့ကို3ချက်လောက်ခုန်သွားတယ်ပုံစံတစ်ခါလေးဖြစ်သွားတယ်ဟုတ်တယ်နော်အဲ့တော့ဒါကဖြစ်တဲ့ရွေးချယ်မှုတစ်ခုလို့ထင်တယ်မြောက်ပိုင်းကောင်းဆောင်နေဒီရွေးချယ်မှုကိုရွေးချယ်မိပါစေရွေးချယ်မှုကိုတွေ့မြင်ပါစေလို့တော့ကျွန်တော်ဆုတောင်းပါတယ်တိုးတော့ခု2ရက်3ရက်အတွင်းမှာဒီသဘောလေးတွေပေါ့နော်မြောက်ပိုင်းကအဖွဲ့တွေကတရုတ်နဲ့အဆင်ပြေလာတယ်ဆိုတော့အရေးသားလေးတွေတော့တွေ့ရပါတယ်ဒါပေမဲ့ဒီခံမှန်းချက်ကိုကျွန်တော်ပြီးခဲ့တဲ့3လကလေးကကျွန်တော်ခံမှန်းခဲ့တာပါတိုးတော့လည်းပဲဟိုတရုတ်ဆန့်ကျင်ရေးသမားတွေများတဲ့ခါကျတော့ကျွန်တော်တို့ကအင်းနဲ့အားနဲ့မပြောရဘူးတွေးလို့ဆန့်ပြီးတော့ပြောရတဲ့အတိုင်းအတာမျိုးရှိတယ်နော်အဲ့ခါကျတော့လက်ရှိအနေထားဒီစိတ်သက်ကြစရာမလိုဘူးကျွန်တော်တို့ကအခုရွေးချယ်တဲ့လှုပ်ထိုက်တဲ့အလုပ်တစ်ခုဖြစ်တဲ့မြောက်မြန်မာကိုစူးစီးအောင်တိဆောက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘာမှစိတ်သက်ကြစရာမလိုဘူးကျွန်တော်တို့ကဒီနိုင်ငံရဲ့တက်ဝက်မှာနော်လွတ်မြောက်နေပြီတိဆောက်နိုင်သွားပြီနိုင်ငံရဲ့တဝက်ကိုလွတ်မြောက်နိုင်ပြီခိုင်မာတိဆောက်ပြီးတော့မှနိုင်ငံတောင်ပိုင်းကိုနောက်ထပ်တမတ်သားထပ်ပြီးယူပြီးဆိုရင်တို့ဒေါ်လာကြီးကလုံးဝလက်ခမောင်းခတ်လို့ရတဲ့အတိုင်းတောင်ဖြစ်သွားပြီအဲ့တော့တရုတ်ကသာမြောက်ပိုင်းအဖွဲ့နဲ့အပေးယူလုပ်မယ်ဆိုရင်တရုတ်ကလည်းလက်ခံပါပဲသူ့အတွက်နံပါတ်1စီဝါရေးအကျိုးမြတ်ရှိတယ်နံပါတ်2နိုင်ငံရေးအကျိုးမြတ်ရှိတယ်နံပါတ်3မြောက်ပိုင်းဒေသတစ်ခုလုံးတည်ငြိမ်သွားလို့ရှိရင်နေဇက်ဒေသတရုတ်နဲ့ထိစပ်နေတဲ့နေဇက်ဒေသတွေကပို့ပြီးတော့တည်ငြိမ်သွားမယ်နောက်ဒီကနေဆက်ပြီးတော့ဘယ်ကိုချက်လို့ရဆိုကျွန်တော်တို့ကဝနဲ့မိုင်းလားကိုပါလာအောင်မှာဆက်ပြီးစီယုံလိုက်မယ်ဆိုရင်မြောက်ပိုင်း plus ဝနဲ့မိုင်းလားဆိုလို့ရင်ကျွန်တော်တို့ကတကယ်ကိုဟောနော်ဟိုဘက်မှာရှမ်းရှိပါကျွန်တော်တို့လက်ထဲကိုပါလာပြီအဲ့လိုစူးစီးသွားပြီဆိုလို့ရှိရင်ဂျားထဲမှာရှိနေတဲ့ရှမ်းတောင်တို့နော်ဒီကျွန်တော် SSA တို့ဟလာကျွန်တော်တို့ဗာညာပေါ့ဗျာအဲ့ဘက်ကအဖွဲ့တွေအကုန်လုံးကလည်းပဲပါလာမှာပဲရေများရင်လည်းမီးများမိနိုင်မယ်လीနော်များတဲ့ဘက်ကလိုက်ပေါအောင်မှာပဲဖြစ်တယ်ဆိုတဲ့ခါကျတော့ကျွန်တော်ပြောချင်တာစိတ်တက်မချတယ်နော်နိုင်ငံရေးဆိုတာကြွေတလက်ချက်တစ်ခုပဲနော်ကြွေတလက်ချက်တစ်ခုပဲအဲ့တော့ခါကျတော့ဒါစိတ်တက်ကြစရာမလိုဘူးလက်လျှို့လို့လည်းမဖြစ်ဘူးနော်လက်လျှို့လို့လည်းမဖြစ်ဘူးလက်လျှော့စရာအကြောင်းလည်းမရှိဘူးဝေးနေတဲ့လူတွေကပြေးနေတဲ့လူတွေကနော်ဝေးလန်ပြေးနေတဲ့လူတွေကအဆင်ပြေကောင်းပြေမှာပေါ့တိုးတော်လည်းပဲမင်းအွန်လိုင်းကသူ့ရဲ့နီးရှို့တာဘုံကျဲတာဒီစက်မှရတာမဟုတ်ဘူးဒီစက်မှမရတဲ့ကိစ္စကြီးကိုဒီဘုံကျဲခံ
မိရှုခံပြည်သူတွေကရောတော်လိုင်းကြီးကိုရက်เสียလားအဲ့လိုရက်เสียအကြောင်းပဲမရှိပါဘူးအဲ့တော့ NUG နေတဲ့ကျွန်တော်ကမှားခဲ့တာတွေကိုလားဟိုသင်ခန်းစာယူပြီးတော့ SCEF ကိုစနစ်တကျတိုင်းသားခေါင်းဆောင်တွေနဲ့နော်ပူးပေါင်းဆောင်ရွက်နိုင်ပါစေလို့ကျွန်တော်ကညွှန်လင့်ပါတယ်နော်အဲ့လိုပဲကချင်အနေနဲ့လည်းပဲဒီမြောက်ပိုင်းတစ်ချမ်းလုံးကိုဥဆောင်ပြီးတော့မှမြောက်မြန်မာမှာပေါ့နော်ဒီကချင်နဲ့ရခိုင်ကနေဥဆောင်ပြီးတော့မှလားကျန်တဲ့ချင်းတို့မြန်မာတို့အကုန်လုံးပူးတွဲပြီးတော့မှမြောက်မြန်မာကိုကျွန်တော်ဝိုင်းပြီးတိဆောက်မယ်ဆိုတော့လက်ရှိအနေထားအရရွေးချယ်မှုအမှန်ဖြစ်တယ်လို့ကျွန်တော်တော်လန်ရေးရရှေ့ကို၃ချက်လောက်ခုန်သွားတယ်ဆိုတာတော့ဘလို့မှဟိုညင်းစရာအကြောင်းမရှိဘူးဒါအမှန်တရားနဲ့လှုပ်တင်လှုပ်ထက်တဲ့ကိစ္စပဲလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီတိုင်းသွားရမယ်လမ်းကြောင်းမှာအများကြီးတောင်းပန်ချင်တာကတရုတ်မုံတီးရေးစကားတွေတိတ်မပြောပါနဲ့တရုတ်ပြည်ကိုပြုပြင်ဖို့မကြိုးစားပါနဲ့ကျွန်တော်တို့တဲ့လူကြီးလည်းအများများသလိုစီးပွားရေးအင်အားလည်းအများကြီးတယ်စီးရေးအင်အားလည်းအများကြီးတယ်အမေရိကန်တော့မှပကုံးရင်းရှင်းနေတဲ့ကိစ္စကြီးကိုကျွန်တော်တို့သူတို့သွားပြီးတော့လမ်းကြောင်းတက်ပြီးပြည့်ပြီးဆိုတာမဖြစ်နိုင်ဘူးကျွန်တော်တို့ကအိန္ဒိယနိုင်ငံလည်းဖြစ်တဲ့ခါကျတော့သူတို့ရဲ့အရင်းအမြစ်တွေကိုမိခိုပြီးတော့ကိုယ့်နိုင်ငံဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတဲ့ကိစ္စကိုပဲကျွန်တော်စဉ်းစားရမှာဖြစ်တယ်ရှေ့သမိုင်းတစ်လျှောက်မှာကျွန်တော်တို့ခံရတဲ့ကိစ္စတွေကကိုညံ့လို့ကိုခံရတာနော်ကိုညံ့လို့ကိုခံရတာနော်အဲ့တော့ဖင်ပေးပေါင်းတော့ခံရတာပေါ့ဒါအမေစုလက်ထက်မှာအမေစုကလက်မခံဘူးအမေစုကလက်မခံပြန်ညှိနေတဲ့ခါမှာဘယ်တရုတ်ကနောက်ဆုတ်သွားတာပဲနော်အဲ့တော့ကိုညံ့လို့ကိုခံရတဲ့ကိစ္စတွေနော်အဲ့လိုသဘောတရားတွေရှိပါတယ်အဲ့တော့နောက်ဆုံးပြောချင်တာကတော့ပြည်သူတွေစိတ်ဓာတ်မကြနဲ့စိတ်ဓာတ်ကြရအောင်လို့ဒီတော်လိုင်းကြီးကနိုင်မှာလမ်းကြောင်းပြောက်မသွားဘူးနော်ကျွန်တော်ပဲပြောက်သွားတာနော်ကျွန်တော်ခဏပြောက်သွားတာနော်အကြာကြီးပြောက်မသွားဘူးနော်အဲ့တော့ဟိုလင်ညာရက်ကအချစ်လို့ပဲနော်အမြဲတမ်းအခြေပြေးတက်ခတ်နေပါဘာကြောင့်လဲဆိုတော့ကျွန်တော်ဝါသင်တာနော်အဲ့ခါကျတော့စိတ်ဓာတ်မကြပါနဲ့ချမ်းသာအောင်နေပါနော်ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကမှန်ကန်တဲ့ရွေးချယ်မှုကိုလုပ်ကင်နိုင်ပါစေလို့နော်ရွေးချယ်နိုင်ပါစေလို့ဒါဟိုဆူတောင်းပါလေနော်ပြောရတာဒါလည်းရင်းမှုရပြောကျွန်တော်ဆူတောင်းတာရိုးတဲ့ကောင်မဟုတ်ဘူးနော်အဲ့ကြတော့ရွေးချယ်အောင်ခဏထောက်ပြအောင်ပါဗျာနော်ကိုရင်ချက်ကြီးပြောရတော့မစိုးဟဲ့တို့ပြောင်းကြမှာလေးများငြိမ်သွားလို့ရှိရင်တို့လည်းဟိုမြစ်ကြီးနားပြောင်းနေမယ်တို့ဟလားနော်ဗမော်ပြောင်းနေမယ်တို့စကိုင်းပြောင်းနေမယ်တို့ဆိုလဲရှင်လဲမစိုးဘူးပေါ့ဗျာအဲ့ဆိုလဲကျွန်တော်ရန်ကုန်သားတွေပဲခူးသားတွေဒါအညာသူတွေနဲ့တွေ့ပြီးအဲ့မှာအိမ်တော်တွေပါကြပြီးတော့ပုံစံတစ်မျိုးပြောင်းအောင်နှုတ်ကျွန်တော်တို့ကအညာသားတွေကိုပဲရန်ကုန်သူတွေပေးနေရတာလीနော်အဲ့တော့ရန်ကုန်သားတွေကလည်းအညာသူလေးပါလေဟိုမြောက်ပိုင်းကကချင်မလေးပါလေပြေးပြီးလိုက်ကြအောင်နော်အဲ့မှာကျွန်တော်တို့ဒါဘယ်လိုပြောရဆိုတိုင်းသားစီလုံးညိုရပို့ပြီးတော့ခိုင်ပါပါမှာပြန်လန်တဲ့ပါမှာတရားအဲ့ကကျတော့စိတ်ဓာတ်မကြနဲ့နော်ကျွန်တော်တို့ကနိုင်ပါနော်ဒီရှုံးသွားစရာအကြောင်းမရှိဘူးမင်းအောင်လန်နေတဲ့နိုင်ငံရေးထွက်ပေါက်မရဘူးရွေးကောက်ပွဲကသူတို့ကိုပြန်ပြီးတော့နော်ဟိုခြေကျုပ်မိစေတာသူတို့ကိုပြန်ပြီးတော့ဝန်တော့ဝန်ဘိုးဖြစ်စေတာနော်အဲ့သဘောပဲငကိုတို့ကလူမိုက်လို့နေတာပြဿနာဖြစ်ဘူးလူမိုက်ကဖျားလူကြီးလို့နေတဲ့ခါကျတော့ဟိုဖျားလူကြီးအောင်ဆောင်းရတယ်ဆိုပေမဲ့သူ့အတွက်ဟိုခက်ဖြစ်သွားတာတို့ကငါမိုက်တယ်ကွာမိုက်လို့မလို့ငါလှုပ်ချင်တာလှုပ်တယ်ကွာဆိုပြဿနာမရှိဘူးခုငါဖျားလူကြီးကွာဆိုတော့ဖျားလူကြီးလို့နေရတော့မှာအဲ့ဒါကြီးကပြဿနာတက်နေတယ်အဲ့တော့ဒီမိုစီဆိုးရပါလို့ပြောပြီးဘုံကျဲနေရတာဟုတ်နော်အဲ့တော့ဒီမိုစီဆိုးရလို့ပြောပြီးတော့မှဟလာဟိုပကတ်ကြီးလုံနေတဲ့ခါကျတော့ဒါကြီးကဟာသားကြီးလို့ဖြစ်နေတာနော်အဲ့ဒါကြောင့်လဲအာဆီယံကတချို့ဒါဟိုနိုင်ငံရေးဝန်ကြီးချုပ်တွေကမင်းအွန်လိုင်းကို personality ကိုလောင်ပြောင်းပြောတဲ့ကိစ္စမျိုးတွေဖြစ်လာတာပေါ့နော်အဲ့ဒါကြတော့စိတ်ဓာတ်မကြပါနဲ့ဒါလေးကျွန်တော်ပြောချင်တာမှာသူ့နေတဲ့ရုရှားကိုလည်းအခုလို့မရဘူးနော်တရုတ်ကလည်းသူ့ယွန်းနေပြီနော်ဘာလို့ဆိုတော့ဘလို့မှဘောင်မဝင်တဲ့ဒီလူစိုးလူမိုက်ကြီးကိုအနေထားတစ်ခုပေးပြီးဆက်ဆံမှုဆိုတာတော်တော်ရှက်စရာကောင်းတဲ့ကိစ္စကြီးနော်တော်တော်ဂုဏ်သိက္ခာမဲ့ကိစ္စကြီးတော့မင်းအောင်လည်းဘယ်သူမှလက်မခံဘူးဘယ်သူမှမတွဲချင်ဘူးနော်အဲ့လိုအတိုင်းတာရှိတယ်အဲ့တော့မင်းအောင်လည်းကတော့အသေးတွက်ထွက်မှာပါကျွန်တော်ကိုလေးကပြောထားတယ်အသေးတွက်ထွက်မှာပါအဲ့တော့ကျွန်တော်ရဲ့ဒါအောင်ပွဲကတော့ခေါင်းဆောင်မှုပေါ်မှာတူရဲ့ခေါင်းဆောင်ဒီရဲ့မှန်ကန်တဲ့ရွေးချယ်နိုင်မယ်ဆိုရင်တော်လန်ရေးပြီးဆုံးဖို့ဒီအရင်ကြီးစက်ပြောမနေပဲနဲ့နော်ဟို
မြင်ဆန်ဆန်လည်းဖြစ်သွားနိုင်ပါတယ်နော်နောက်ဆုံးပိတ်ကြာနေခဲ့ရင်တောင်မှ85ရာခိုင်နှုန်းကကျွန်တော်ငင်းငင်းချမ်းချမ်းနဲ့နေနိုင်နေဆိုလို့ရှိရင်လည်းကျွန်တော်25ရာခိုင်နှုန်းကိုကူမယ်လာတိုက်မယ်ဆိုရင်လည်းကြားစရာအကြောင်းမရှိပါဘူးအများဆုံးအဆင်ပြေသွားမှာပါเนาะဒါကြောင့်မလို့စိတ်ဓာတ်မကြပါနဲ့ဒေါ်လာကြီးဟာကျဆုံးမသွားပါဘူးဒေါ်လာကြီးဟာနိုင်ကြီးအများကြီးရှိပါတယ်အဲ့တော့အပြောင်းလဲတိုင်းပေါ်မှာကျွန်တော်တို့ကအခွင့်အရေးကိုမြင်တတ်ဖို့လိုပါတယ်အဲ့ဒီအခွင့်အရေးကိုလည်းပဲအချိန်နဲ့တပြေးညီစုပ်ကင်နိုင်ဖို့အခွင့်အရေးကိုအခွင့်အမှန်သိဖို့အခွင့်အရေးကိုစုပ်ကင်နိုင်ဖို့စုပ်ကင်ရဲဖို့လည်းလိုပါတယ်เนาะအဲ့ခါကျတော့ကျွန်တော်တို့အားလုံးဒီဘာကြည့်ရဆိုတော့ကျွန်တော်တို့အားလုံးဒီเนาะဘုဒ္ဓအတွေးခေါ်ပွင့်လန်းမှုတိတ်ပြီးအရေးကြီးပါတယ်เนาะဘောင်ထဲမှာကြောင်ထဲမှာပိတ်မိနေပါစီနဲ့เนาะအဲ့တော့အပြင်ထွက်ပြီးကြည့်ပါเนาะအပြင်ဘက်ကနေဘောင်ပြင်ဘက်ကနေကြည့်ပါဘောင်ပြင်ဘက်ကကြည့်လို့ရှိရင်ကျွန်တော်တို့ဘာမှားနေတယ်လဲကျွန်တော်တို့ဘာလိုအပ်နေတယ်လဲဆိုတာတွေ့ပါလိမ့်မယ်เนาะအဲ့တော့နည်းနည်းပြောရတော့လည်းမျောသွားပြီเนาะအဲ့တော့နောက်ဆုံးပြောလိုက်မယ်ဒေါ်လာကြီးကစိတ်တက်ကြစရာမရှိဘူးစက်ကိုတွားနေတယ်နိုင်ကိုနိုင်မှာပဲဖြစ်တယ်မင်းအောင်လည်းရွေးကောက်ပွဲသည်သူ့အတွက်ထွက်ပေါက်မဖြစ်ဘူးသူ့အတွက်ခြေကျုံမိစေတဲ့နော်ဝန်တော့ဝန်ဖြစ်စေတဲ့ကိစ္စတစ်ခုဖြစ်တယ်နောက်တစ်ခုကသူ့မှာဒီဘာခေါ်လဲဟိုအခုမှစုတဲ့စစ်သားတွေပဲရှိရစစ်သားအဟောင်းတွေကအများကြီးအားနေသွားပြီသူတို့ကမြေပြင်မှာတိုက်တိုင်းရှုံးနေပြီသူတို့နိုင်တာကပြည်သူတွေကိုဘုံကျဲတာနဲ့ရွာတွေကိုမိရှို့တာပဲရှိတယ်အဲ့တော့သူတို့မှာစစ်ရင်အရန်နေသွားပြီသူတို့မှာစွမ်းဆောင်ရည်လည်းမရှိတော့ဘူးဒီကြားထဲမှာမှအရာရှိပြုံးတီးရဲ့ကိစ္စတွေကိုသူတို့အစားမထိုးနိုင်ဘူးเนาะအစားမထိုးနိုင်ဘူးဒါကြောင့်မလို့စီးရဲရလဲသူတို့ကပြန်ပြီးခေါင်းထောင်နိုင်ဖို့ဆိုတာမလွယ်သလိုနိုင်ငံရေးရလဲထွက်ပေါက်မရှိဘူးကျွန်တော်တို့ဇွဲကောင်းဖို့လိုတယ်เนาะကျွန်တော်တို့ယုံကြည်ချက်ခိုင်မာဖို့လိုတယ်ကျွန်တော်တို့ကောင်းစားနေရွေးချယ်မှုမှန်ကန်ဖို့လိုတယ်ဒေါ်လာရနိုင်ပါပဲเนาะအားလုံးကြမ်းပါပါစေเนาะအဲ့တော့စိတ်ဓာတ်မကြပါနဲ့เนาะဒါလေးပဲအားပေးချင်တာပါเนาะကဲနောက်မှပြန်ဆုံးပါမယ်